ခုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့စပြကူးတဲ့အခါမှာ etiquette တော့စိုက်ထားတယ် etiquette တွေကိုမရောက်ဘူးလို့မေးနေကြတဲ့ညီကိုများတဲ့ကျွန်တော်ပြပြပေးမှာပဲဖြစ်ပါတယ်เนาะကျွန်တော်စိုက်ဝင်လည်းခဏလာမေးကြလို့ပါเนาะဟုတ်ကဲ့ etiquette တော့စိုက်ထားတယ်စပြကူးတဲ့အခါမှာ etiquette တွေကိုမရောက်ဘူးဆိုရင်ညီကိုများအတွက်အတူလိုက်လို့ကြည့်အောင်เนาะဟောဒါဆိုရင်ကျွန်တော်တို့အရင်ဦးဆုံးစပြတွေကိုအရင်ဝင်မယ်เนาะဟုတ်ပြီးရင်ကျွန်တော်အခုများပြတဲ့ကောင်လေးကိုတစ်ချက်ထည့်နှိပ်မယ်เนาะပြီးရင်ကျွန်တော်များပြထားတဲ့ inbox ဆိုတဲ့ကောင်လေးတစ်ချက်ထပ်နိုင်မယ်နော်ဒါဆိုရင်တော့ဖုန်းရဲ့ story ဖုန်းရဲ့ second ပေါ့နော် 128GB ပေါ့နော်ဒီမှာဆိုရင်ဒါ14ရက်ခိုင်တော့အသုံးပြုထားဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကစပြန်နဲ့ကူးတဲ့ခါဆိုရင်တော့ကျွန်တော်တို့ဒါ second တော့ပဲဝင်နေပါပဲဖြစ်ပါရဲ့နော်အခုကျွန်တော်တို့က second တော့မဝင်ချင်ဘူး etiquette တော့ဝင်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်နှိပ်မယ်နော်ဟုတ်ပြီကျွန်တော်တို့အပေါ်မှာကျွန်တော်တို့ဖုန်းရဲ့story 128GB ကိုပြပေးနေရနော်ဒါဆိုကျွန်တော်တို့အောက်မှာ etiquette လို့ရေးထားတယ်ကျွန်တော်တို့ကစပြန်နဲ့ကူးတဲ့ခါမှာ etiquette ထဲကိုဝင်ချင်တာဖြစ်တဲ့အတွက်အဲ့ etiquette လေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နော်ဟုတ်ဒါဆိုရင်တော့ကျွန်တော်တို့ etiquette 32GB ပေါ့နော်အပြည့်တော့မပါဘူးဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်စပြန်နဲ့ကူးရဲ့အခါကျရင်ဒီ etiquette ထဲကိုပဲကြောက်သွားမှာပဲဖြစ်ပါရဲ့နော်အားလုံးပဲအဆင်ပြေကြပါစေဗျဗီဒီယိုအတစ်လေးတွေအများနဲ့တင်ပေးပါမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြဖို့မမေ့ပါနဲ့ဟုတ်နော်